နေအထူးစစ်စေပွဲကြီးကျွန်တော်တို့စပြီပေါ့နော်ကျွန်တော်တို့စတင်ခေါ်နေတော့ကျွန်တော်တို့ကအခုရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောင့်ဒီကြားဖြတ်နေရလဲကြားဖြတ်အထူးနေတပ်ဖွဲ့စည်းရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုဏ်သိက္ခာအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုဏ်သိက္ခာအတွက်လေးချက်ကျွန်တော်တပ်ဖွဲ့ဂုဏ်သိက္ခာဒီဂုဏ်သိက္ခာ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုဏ်သိက္ခာ၅ခုအတွက်ကိုကျွန်တော်တို့ကဒီဂျာပြတ်နေရေးကိုမဖြစ်မနေကျွန်တော်တို့လုပ်ရမယ်ဆိုတဲ့အခြေပေါ့ဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးကဲနေတယ်လေအခုကတော့မျိုးစုံပါဗျာတည်င်းမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ကဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးကျွန်တော်တို့ကဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲဒါနည်းနည်းပြဿနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဒီကိစ္စကိုအပြီးတိုင်ရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းကျွန်တော်တို့ကအချိန်ခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတာပေါ့နော်ဒါရှင်းပြောဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာပေါ့လက်ရှိကတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့အနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီကြားဖြတ်နေရေးမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဗောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ကျွန်တော်တို့ကတော့ဒီကိစ္စကိုဟုတ်လားဒီကြားဖြတ်နေအထူးတပ်ဖွဲ့အနေနဲ့နိုင်ငံတော်အစိုးရရဲ့စီမံခန့်ခွဲမှုကနေပြီးတော့မှကျွန်တော်တို့ဒီကြားဖြတ်နေအထူးစစ်စေပွဲကြီးကျွန်တော်တို့စပြီပေါ့နော်ကျွန်တော်တို့စတင်ခေါ်နေတော့